ก็เดี๋ยวพาไอ้ต้องจะไปละจังเลยละเจ้าจ่าแบบเดียวปุ๊บเลยเดียวฉันเนี่ยเท่เดียวไม่ละฉันเอาที่มันยังยินเนี่ยดูเลยเว้ยเท่ละยังยินเนี่ยดูเลยสินุ๊กงานมาตัวได้ละเราไอ้เสียดูอะไรตู้เชี่ยวมาเพี้ยวตู้เล่นเลี้ยงไงมันโผล่กันเนี่ยลาละไอ้เนี่ยจ้าจ้าเขาเอาเนี่ยจ้ามาเพี้ยวคุณลูกโยนี่မိဘပြည်သူများအားလုံးမင်္ဂလာပါရှင် My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျမနဲ့အတူ reaction video များကို like ပါကြည့်ရှုပေးကြပါအောင်ရှင်ကျမနာမည်ကတော့တရားကြီးဖြူပါရှင်ရောက်လာပြီးတဲ့ကျွန်တော်တို့ညောင်လေးပင်မှာလူကြီးဂျုံတွေကခလေးတွေဒီငါဒီဘက်ကလေးတွေအများကြီးရှိပါသေးတယ်တကယ်တော်ကြတဲ့ခလေးတွေအများကြီးရှိပါသေးတယ်အဲ့တော့ဒီနေ့ဒီကိုရောက်လာတဲ့နောက်တစ်ယောက်ကျွန်တော်ရဲ့တပည့်ဘပုပညာရှင်နော်ဘပုပညာရှင်တိုးမင်းလက်နော်နိုင်ငံကျော်ဘပုပညာရှင်ကျွန်တော်နိုင်ငံကျော်ဘပုပညာရှင်ဖြစ်တာမဟုတ်ဘဲနဲ့ကျွန်တော်တပည့်တွေပါနော်နိုင်ငံကျော်နေပါပြီနော်တိုးမင်းလက်ဆိုရင်မအားဘူးဘာလို့လဲဒီမှာသူတာကလာလာကြည့်ပြီးတော့အလုပ်တွေပြပြထားတယ်ရောရတော့မယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ဒီတိုးမင်းလက်ရဲ့ကျွန်တော်တို့ဒီနေတိုးနဲ့တူတယ်ဆိုပြီးတော့ဟိုဗာလဲနမင်းကြီး၄ပါးတို့ဗာလို့ဟိုနှစ်ကဟောသွားသေးတယ်လေဒါတိုးမင်းလက်ထူတာပေါ့နော်အဲ့တော့မြေတိုးပင်ဆိုစေကျွန်တော်သားလေးဒီတဲမကအောင်မြင်အောင်ကျွန်တော်တို့ဒီလောက်နဲ့မတိတ်တိတ်သေးပါဘူးကျွန်တော်တို့မြန်မာအမှုပညာတွေကိုထိမ့်သိမ်းပြီးရင်းနဲ့ကျွန်တော်စိတ်ဆက်ပါမယ်ဒီပရိသတ်ကြီးဟာဉာဏ်ရည်မြင့်တဲ့ပရိသတ်ကြီးလို့ကျွန်တော်ခံယူပါတယ်ဉာဏ်ရည်မြင့်မှသာလျင်ကျွန်တော်တို့ဒီအမှုပညာတွေကိုခံစားလို့ရအော်ပရာတွေကိုခံစားလို့ရမှာပါအားလုံးပရိသတ်ကြီးတို့တို့တွေကလက်ခုပ်ပြန်တီးပေးလိုက်ပါပရိသတ်ကြီးရတယ်ကျွန်တော်တို့လက်ခုပ်ပြန်တီးပေးပါနော်အားလုံးကျွန်တော်တို့အမှုပညာတွေကရေစံကိုကျွန်တော်ဆိုင်းကိုလွတ်တဲ့အချိန်မှာရေစံကိုလှော်မယ်ဆိုပြီးတော့လွတ်တာပါအမှုပညာတွေရအောင်လုပ်မယ်ဟာလာခုနပြောတဲ့ရကန်တွေဆိုမယ်ရတုတွေဆိုမယ်AI တွေဆိုမယ်အဲ့လိုတွေခက်တွေကိုကျွန်တော်တို့စူးစမ်းတာပါဒါပေမဲ့ဒီနေ့တော့ဒီပရိသတ်ကြီးကိုတွေ့ရတဲ့ကြောင့်မို့ကျွန်တော်ဒီစီစဉ်ကိုချက်ချင်းကောက်ဆွဲလိုက်တာဖြစ်ပါတယ်အဲ့တော့သားလေးပရိသတ်ကျွန်တော်တို့လင်္ကာတိပကိုသားလေးကိုအနောက်ကနေရောထောက်ထောက်ပေးထားတယ်ကျွန်တော်တို့ရဲ့မောင်နှမတွေအားလုံးဟာမောင်နှမစိတ်ဓာတ်နဲ့ပဲစိတ်ဆက်သွားပါမယ်သားလေးပွဲကြရင်မုတ်တွေကျွေးကောင်းကောင်းမွန်မွန်တွေကျွေးသူလင်္ကာတိပရောက်လာရင်အဲကောင်းကောင်းမွန်မွန်ပစုံတော့လည်းမစားဘူးဘာမှမစားဘူးဒီကလေးတွေနဲ့အတူတူကျွန်တော်တို့နဲ့အတူတူငပိရည်ပဲအတူတူစားပါတယ်သူ့ကိုကျွန်တော်တို့ကဒီပုံစံထဲမှာပဲသူကလည်းပြန်လာရင်ဒါပဲစားတယ်အတူတူစားတယ်အကယ်၍အပြန်လာပုံရင်သူတယောက်တည်းမစားဘူးအကုန်လုံးကျွေးတယ်နော်ကျွန်တော်ပဲမစားရတာအိတ်နေလို့နော်ကဲဒါကတော့ကျွန်တော်တို့မိသားစုလေးရဲ့စတိုင်ပေါ့နော်နောက်တစ်ခုရှိတာကကျွန်တော်သားအကြီးတွေသားငယ်တွေရှိသေးတယ်ကျွန်တော်သားအကြီးဆိုရင်သူအခုနိုင်ငံသားမှာကျောင်းတက်နေတယ်ကျောင်းပိတ်တော့မယ်ကျောင်းပိတ်ရက်လေးမှာခဏလာပြီးတော့အလုံးနဲ့ဟေးဟော့ပြေးလာတင်မယ်နော်အေးအဲ့ဒါတွေသူဒီပွဲမှာလာတင်ပါမယ်အကိုခဏလေးလာအကိုကျွန်တော်ညံရင်မြင်းတဲ့အကြောင်းလေးပြောတယ်အကိုတို့ကျွန်တော်ပြောတာနားမလဲဘူးလားမီးထိုးလိုက်ဘယ်လိုလဲမီးထိုးလိုက်မီးတစ်ချက်ထိုးလိုက်ဘယ်လိုလဲကြောက်ကြပဲပြောကျွန်တော်နဲ့ထဲပြောမယ်လားဘယ်လိုလဲလားအေးလာရဲ့ရအဲ့မှာအဲ့ကောက်တည်းဖမ်းလိုက်အဲ့တောင်းပြန်ပေးလိုက်ပြန်လို့လိုက်ကျွန်တော်ဒီမှာညံရင်မြင်းတဲ့လူတွေပဲထဲထားတာအပျော်မဟုတ်ဘူးအဲ့ကောက်ပြန်လို့လိုက်ပတ်သက်တောင်းပြန်ပေးလိုက်ကျွန်တော်ညံရင်နေတဲ့လူတွေရှိရင်အမှုပညာမတိုးတက်လာတော့ဂျုံတို့ကဆိုစင်မလူတွေကဂျုံတို့ပေးရင်အမှုပညာတိုးတက်မလာတော့အခုဒီလိုညံရင်နေတဲ့လူတွေရှိရင်အမှုပညာတိုးတက်မလာတော့ကျွန်တော်တို့မြန်မာလူတွေဆွတ်တယ်နော်ရဟုတ်ပါပြီနားမလဲကျွန်တော်ရင်းနှီးတဲ့ပြောနေတာမဟုတ်အကုန်လုံးမပြောနဲ့ဘယ်သူလဲလာပြောကျွန်တော်ဆက်တော့ပေးလိုက်မယ်ဒါပြဆွတ်မပြောနဲ့အကုန်လုံးတွေရမ်းတယ်မတုံးနဲ့အကောင်းပြောပြနေရဦးတော့လာပြီးတော့အကုန်လုံးမလုံးနဲ့အဲ့ဒီဆေးရလူကလည်းသူ့ရှေ့ကိုမပေးဘူးသူလည်း၄နိုင်မထိုးခင်နေလာတာအဲ့လေကျွန်တော်ပြောတာမအော်နဲ့လို့ကြားမပြတ်ဘူးလို့ပြောနေတာပြောမယ်မအော်နဲ့ဖရားထဲမှာကြားစီတိုင်းရတယ်ဘယ်သူမှကြားမပြတ်ဘူးကြားမပြတ်တော့မနာလို့လည်းများတယ်ဟာသူလာစီသားလူတွေပဲsorry လေမနိုင်ဘူးမနိုင်ဘူးစားပါစားတော့စားတယ်
နှစ်တောင်းဒီပြောပြ ဘလောက်မင်းသားမယူယူတယ်ပတ်စံအကုန်ခံပြီးယူတာ နော်ရောမလဲဝေးနေတာဒီနော်ဆိုင်ရရှေ့က2000လောက်ပါမလား အေးရဘုတ်ဆက်စားလာဒါလို့ ကြားတယ်နော်အလုံးလုံးနေရနော် နှစ်တောင်းဘူးလို့တော့မလုပ်နဲ့လို့ကတောင်းပြီးပြန်လာပြီသုံးတောင်းဘူးလို့တော့ လာပြီဟေးဘာလို့ချင်းတော့နေမေးနေရလာ အေးရတယ်ဘုဒ္ဓေတော့တောင်းပြီလား ဘလောက်မင်းသားမယူနဲ့ယူတယ်ပတ်စံကိုကုန်မော့ တော့တောင်းတီးပြီးပါလာဒီတော့လေးပဲလုပ်ပါငါပြီးပြန်ရမှာငါသိတော့ပြန်ရမှာတင်းကြီးလုပ်ပါလုပ်ပါလာလာ ကိုချင်းကိုဆူ တချင်းမိုးပေးရင်တော့စုခိုင်းပါ ရောဒီတစ်ချိန်နဲ့ဆိုတော့နော် နေ အန်ဒီယုံ ကျွန်တော်အဲ့တချင်တော့ကို350လောက်ကုန်တာခင်ဗျာဘယ်လောက်ရှိလဲ ပြီးပြန်ပြီမယ်လေ အဲ့တော့ဂျိတ်ကဘယ်နေရာချိန်နေရလဲ မင်းသားလည်းပတ်စံသိမမှတ်ရှာ9000လည်းလက်ခံတာပဲ ဒီပိုက်ပဲဆုံးโอเคအဲ့ကွာဖေးမကွာကြီးနေနေအောင်စမယ်1 2 3 4ရောတီးကွာ ဟာပြုတ်မေးထိုးနေပြီဟေး ဟေးလာ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 ကျွန်တော်တို့ ပြီးလည်းမ ဘာလို့လိုက်ဆိုမဆိုပတ်စံတော့လိုက်ဆိုမဆိုပတ်စံတော့ ဘာကမှမဘာလိုက်ပြီဟမ်သူ့ပြရမှာတောင်းလို့ပြောတစ်ချက်စီခွဲယူနော်အော်လိုက်ဆိုပြီးတောင်းတစ်ချက်စီခွဲနော်ဩနောက်တောင်းရနှစ်ချက်စီခွဲယူနော်ဒီမှာဒါဒီတူနေပြီ ကျွန်တော်ပြီးမှပြီနေအောင် နေရောပတ်စံအချင်းမိုး350လောက်ကုန်တာဒီမှာ9000မရသေးကျန်တော့ဆိုမဆိုအော်လူသေးတယ် လက်ပြုတ်ဒီမှာလာပက်ကငါ350ပြည့်တော့ဒီကနေဒီဆက်ယူပြီဟိုမှာနောက်မှာပြုတ်ဦးမှာနောက် မွေးရအဲ့ကောင်မလေးအမမွေးရပောက်ပါဒီကအမ ပြုတ် မွေးရအဲ့ဟာမ ဟိုမှာအေးဟိုဘက်က အေးစမယ်ဝတ်တခု ဟော အေးကွာမဆိုးလဲကွာတေးသွားပြီ အဲ့လိုတော့ ပိတ်ပြလည်းမရပြုတ်ပြလည်းမရကောဆိုးလဲတော့ဟိုကြည့်ပြတယ်နှလုံး အေးခဏနေစောက်တယ်ယူတာတော့မင်းတို့နဲ့တောင်းအချင်းတော့ဆုံးမလာတခုပဲဆိုတာ ဆိုးလဲတော့ကြည့်ရတယ်ဆိုကော ဘုဒ္ဓရတောင်းတယ်ကိုဘုဒ္ဓရတောင်းတယ် အော် ကဖိုးတယ်ပြပေး ပေးစရာမလိုဆိုတော့ဒူတောင်းလက်ချက်တီးသွားပြီ စီဝိုင်းသမားတွေဇက်မကတာ ဟိုကျုပ်ဆက်ကိုကျုပ်မဲနဲ့ရေရောဘာဖြစ်လို့ဝတ်စပတ်လို့ရှိရအောင် ရ2000ပြည့်လို့ တကယ်မင်းသားစိတ်ပြန်ပေါက်သွားပြီလားမသိဘူး ကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်
မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှာကင်းဝေးကြပါစေရှင်နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village မြန်မာ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်